ရှေးတုန်းကမောင်တစ္ဆာနဲ့မောင်ညာလို့ခေါ်တဲ့တငယ်ချင်းနှစ်ယောက်ရှိကြပါတယ်။မောင်တစ္ဆာဟာအလွန်ရိုးသားဖြူစင်သူဖြစ်ပြီးမောင်ညာကတော့ကိုကျိုးကြီးတက်တဲ့ဆင်းလဲသူတစ်ယောက်ပါတနေ့မှာတော့သူတို့နှစ်ယောက်ဟာတောအုပ်တစ်ခုကိုဖျက်ပြီးခရီးထွက်လာခဲ့ကြပါတယ်။တငယ်ချင်းမောင်ညာနေလဲဝင်တော့မယ်ငါတို့လည်းတော်တော်ပင်ပန်းနေပြီးဒီညောင်မင်းကြီးအောက်မှာပဲတညနားကြရအောင်လား။ညောင်မင်းကြီးအောက်ရောက်တဲ့အခါတောဆောင်နှက်တစ်ပင်ဆောင်နှက်တွေကိုတိုင်တီးပြီးသူတို့ရဲ့အသက်ခန္ဓာကိုအနှံကြပါတယ်။မောင်တစ္ဆာကတော့စိတ်ရင်းအမှန်နဲ့အနှံခဲ့ပေမဲ့မောင်ညာကတော့စိတ်ကြွယ်ရာမှာတဝက်ပဲအနှံခဲ့ပါတယ်။ဒီညတော့ငါအတွက်အစားကောင်းရပြီဟေ့ဒီလူနှစ်ယောက်လုံးကိုငါတယောက်မကြံဝမ်းမျိုးပြစ်မယ်။နေဦးဘီလူကြီးဒီမှာရှိတဲ့မောင်တစ္ဆာဟာသူ့ရဲ့အသက်နဲ့ခန္ဓာကိုငါထံမှာအကုန်အနှံထားတယ်ဒါကြောင့်သူ့ကိုမင်းလုံးဝထိလို့မရဘူး။ဒါပေမဲ့မောင်ညာကတော့ငါ့ကိုအပေါ်ယံပဲအနှံထားတာမို့မင်းကြိုက်တယ်လို့ဖမ်းခေါ်သွားနိုင်တယ်။အဆုံးမှာတော့ရိုးသားတဲ့မောင်ညာဟာဘီလူကြီးရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပြီးရိုးသားတဲ့မောင်တစ္ဆာကတော့နတ်မင်းကြီးရဲ့စောင့်ရှောက်မှုနဲ့ဘေးကင်းစွာကြံရစ်ခဲ့ပါတော့တယ်